တက်မလို့ကျွန်းလာ30 3မြို့နယ်စီပြည်သူ့စီဦးဆောင်နိုင်ကဆရာတော်ဥပါတော်950ဆရာတော်ဖြစ်ပါတယ်ယနေ့ဆရာတော်ဒီနေ့မျှဝေခြင်းနဲ့အကြောင်းအရာကတော့တခါတော့လူပုဂ္ဂိုလ်တယောက်အကြောင်းပါပဲသူကတော့စကိုင်းတိုင်းပလဲမြို့နယ်ကတခါတော့ဘုံနဂါအကြောင်းပဲဖြစ်ပါတယ်တခါတော့ဘုံနဂါကအကျမ်းဖက် PDF ဖြစ်နေပြီမဲ့သူ့ရဲ့လှုပ်ဆောင်ချက်စကားပြောဆိုပုံတွေကတွေးခေါ်မှုကအစတခြားသူတွေနဲ့ကွဲထွက်နေပါတယ်လှုပ်ဆောင်ချက်တွေကလည်းအင်မတန်သားပါသူရှိတဲ့နေရာတွေရဲ့ပြည်သူတွေရဲ့ထောက်ခံမှုတွေမကပဲအနေနဲ့ရရကကြီးညာတဲ့လူလက်စားတွေရဲ့ထောက်ခံမှုကိုလည်းရရှိထားသူဖြစ်ပါတယ်ဘုန်းတော်ကဟုတ်ပြီဒါကတော့ဘုန်းတော်ရဲ့လှုပ်ရှားမှုဆောင်ရွက်မှုတွေကို LG လက်အောက်ကအဖွဲ့တွေကလက်မခံကြပါဘူးသူ့ကိုတိုက်ခိုက်နေကြတာကိုဆရာတော်တွေ့နေရပါဆရာကြီးရဲ့နောက်ကိုတိတ်မလိုက်နဲ့ဆရာကြီးရဲ့နောက်ကိုဒါကျမလည်းဒီမှာတရားသတိပေးတာပါဆရာကြီးရဲ့နောက်ကိုအယမ်းမလိုက်ပါနဲ့ဘာလို့လဲဆိုတော့တစ်ခါကျရင်တချို့ဆရာကြီးများသည်လှေဦးထိပ်ကိုတင်ထားတဲ့ဆရာကြီးတွေပေါ့လေနော်အဲ့ဆရာကြီးများရဲ့ဝေဖန်သုံးသက်ရေးတွေနော်ပြောရမယ်ဆိုလေတွေအားတွေပေါ့ကဲမထူးပါဘူးကျွန်တော်ရှင်းရှင်းလင်းလင်းပဲပြောမယ်မတ်ပန်ဆယ်လို့ဆိုတဲ့အမျိုးသမီးပေါ့နော်ကျွန်တော်ကတဲ့ပဲပြောလိုက်ပါတော့ရှင်းပြောရင်ကျွန်တော်တို့အစိုးရမှာလည်းလိုအပ်လာရင်သတင်းတုံ့ပြန်ဖို့နော်သတင်းစုဆောင်းဖို့သူ့မှာလည်းတာဝန်ပေးထားတဲ့နော်စစ်ကောင်စီလိုပဲဝယ်ထားတဲ့အဖွဲ့ရှိလိမ့်မယ်အဲ့ဒီအမျိုးသမီးအဲ့ဒီထဲမှာပါခြင်းလဲပါနေလိမ့်နိုင်ငံအရေးပြည်သူအရေးအကြောင်းပြတာကအကြောင်းပြပေမဲ့အကျိုးစီးပွားကြည့်တာနည်းနည်းသူ့မိသားစုအကျိုးစီးပွားကြည့်တာကများနိုင်ငံရေးလုပ်ရင်နဲ့စီးပွားဖြစ်သွားကြတဲ့လူမျိုးတွေနော်စားဖားတွေညီညွတ်နေတာမလို့ချင်ဘူးဆိုတဲ့စကားလိုပဲကျွန်တော်လည်းအဲ့လိုပဲထပ်ဖြစ်ပြောချင်တယ်ကျွန်တော်တို့နိုင်ငံရေးမှာဒေါ်လာရေးစားဖားတွေနိုင်ငံရေးစားဖားတွေနိုင်ငံရေးသွေးဆုပ်ဖောက်ကောင်တွေညီညွတ်နေတာအားကောင်းနေတာကျွန်တော်မလို့ချင်ဘူးအမှန်တရားကိုသူတို့နဲ့သူတို့ရှာဖွေရက်တည်တဲ့လူတွေကိုယုံကြည်ကိုးကွယ်တဲ့ပြည်သူတွေအများကြီးရှိတယ်ဆိုပြီးတော့ပြည်သူအများစုကိုလည်းဒီစကလုံးသုံးပြီးတော့စော်ကားတယ်အမှန်တော့မခံရစိတ်တစ်ခုနဲ့ပြည်သူနဲ့ကျွန်တော်ကြားမှာတွေးခွဲလိုက်တဲ့စကားမျိုးထိုးချခြင်းလို့မဟုတ်ပါဘူးဆိုပြီးတော့ကင်ဆွဲစရာမရှိတဲ့ data ကိုကင်ပြီးတော့ထိုးချဖို့လုပ်တာလားလို့ပဲကျွန်တော်တဲ့မေးမယ်ဒီကအဲ့ဒီအခုကျွန်တော်ထေရသစ္စာဖောက်သွားတဲ့လူတွေနော်မြို့နယ်ပါကဖတွေ၄မြို့နယ်ပေါင်းပြီးတော့ဖမ်းဖို့ကြံစီတယ်ဆိုတဲ့နေလူသတ်မှုကိစ္စတွေရင်းမာပြည်မြို့နယ်မှာလူသတ်မှုကိစ္စတွေပြောပြီးတဲ့နောက်မချခင်မှာအဲ့ဒီပြောတဲ့လူကိုနော်တတ်တဲ့လူနဲ့နော်ခုတပြေဘူတမဏိဆိုတာတွေနဲ့မြို့နယ်ကနေရာပေးလိုက်တဲ့ energy ကနေရာပေးလိုက်တဲ့ပုံကိုယ်တွေပေါင်းပြီးဖမ်းဖို့ထောက်ဖို့ဖျက်တော့ဖို့လုပ်မယ်လုပ်မယ်ဆိုပြီးတော့သူတို့ဆုံးဖြတ်ကြတယ်ဒါကအတွင်းထဲလာတဲ့သတင်းတွေကျွန်တော်မှအချက်လက်တွေရှိတယ် data တွေရှိတယ်ဒေါ်လာရဲ့မျက်နှာကိုထောက်နေလို့မပြောရဲဆိုတာအဲ့ဒါမျိုးပြောတာတကယ်ကဘာမှလှုပ်ဆောင်ချက်မရှိပဲဘာအစွမ်းစားမှမရှိပဲမနာလိုခြင်းတက်နဲ့တကားတော့ဘုံတကားကိုတက်ခိုက်နေကြတာဖြစ်ပါတယ်တကားတော့ဘုံတကားကတော်လန်ရေးရဲ့အုပ်ဆောင်လို့ပြောလို့ရပါတယ်စစ်တပ်ကိုတူမီတွေနဲ့ပထမအဆုံးတိုက်ခိုက်သူဖြစ်ပါတယ်သူရဲ့စွမ်းဆောင်ချက်ကိုအနီထောက်ခံသူတွေဒါတွေမကပဲ MG ကလည်းပဲသိပါတယ်ဒါပေမဲ့ဘာလို့တကားတော့ဘုံတကားကိုသဘောမကျတာလဲအဖြေကရှင်းရှင်းလေးပါလူတော်လူမှန်ဖြစ်နေတဲ့အတွက်တကားတော့ဘုံတကားကပြောစရာရှိရင်ဘသူမျက်နှာမှမထောက်ပဲပြောတတ်တယ် MG ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကိုမကပဲသူ့နယ်ပတ်ဝန်းကျင်ကဖွဲ့တွေရဲ့တရားမဲ့လှုပ်ဆောင်ချက်တွေကိုလည်းပဲပြည်သူတွေရဲ့ရှေ့ကနေမရက်တည်ပြီးတော့ကာကွယ်ပေးနေတာတွေကြောင့်ဒါကတော့ဘုံတကားကိုလူမုန်းများနေတာဖြစ်ပါတယ်မြေပြင်မှာအမှန်တကယ်လှုပ်ဆောင်နေပြီမဲ့သူတို့ကြိုးဆွဲရမကတဲ့ဘုံတကားကို LD ကနေပြီးအများစုကဝိုင်းပြီးတော့တိုက်ခိုက်နေကြတာကိုတွေ့နေရပါတယ်ဘာအဖြစ်မှမရှိတဲ့လီလိုက်အစိုးရရဲ့တိုက်ခိုက်နေမှုတွေကလက်တွေ့လှုပ်ဆောင်နေသူဒါကတော့ဘုံတကားအတွက်အရာမထင်ခဲ့ပါဘူးဒါကတော့ဘုံတကားကစစ်ရေးမှာဆိုရင်အင်မတန်တော်တယ်လို့လူလူကိုစီးရုံးတဲ့နေရာမှာလည်းပဲတော်တဲ့သူဖြစ်ပါတယ်အစဲမပါပါစကားမပြောတဲ့သူတွေကတော့ဒါကတော့ဘုံတကားစီမှာတပည့်ရခံပြီးတော့တင်လိုက်ပါဦးလို့နေကြလို့ပါလူတယောက်ရဲ့အစင်နဲ့ဟာသူ့ရဲ့အပြောဆိုပြုမှုပေါ်မှာပဲအများကြီးထင်ကပ်စေပါတယ်ဒါကတော့ဘုံတကားလက်နက်ကင်ဖွဲ့တွေထဲမှာဆိုရင်တော့အစင်နဲ့တစ်ခုရှိတယ်လူတယောက်ဖြစ်တယ်ဆိုတာဆရာတော်သတိထားမိတာပါလက်နက်ကင်ချင်းအနိုင်ကျင့်တာတွေပြည်သူတွေကိုနှိမ့်ဆက်တာတွေစကြည်အာရမကောက်တာတွေတိခိုးထုတ်တာတွေကိုလည်းပလင်းတွေကတကားတော့ဘုံတကားကဖြည့်ရှင်းမိနေတဲ့ဗီဒီယိုဖိုင်တွေဆရာတော်ကြည့်ရပါတယ်အဲ့ဒီအပြုမှုအဲ့လိုလှုပ်ဆောင်ချက်တွေကြောင့်ပဲဆရာတော်သူ့ကိုသတိထားမိတာဖြစ်ပါတယ်အဲ့ဒီချက်တဲ့ပြည်သူတွေကိုအနိုင်ကျင့်ကြတယ်
ပြောလေရိုက်လေရေနဲ့ပတ်လိုက်ရိုက်လိုက်နဲ့လူ2ယောက်သေသွားတယ်ရိုက်တတ်တာမှလေဘင်းကိုတွန်းနှန်းချိုးနဲ့ပတ်ပြီးတော့တိုင်ကိုခြီသေးတာလေဘင်းကိုတွန်းနှန်းချိုးနဲ့ပတ်ပြီးတိုင်ကိုခြီပြီးတော့လက်ပြန်ချိုးကလည်းတက်တုတ်သေးတယ်အဲ့ဒီလိုရိုက်တက်လိုက်တာလူ2ယောက်သေတယ်ဒါစစ်ကောင်စီလက်ထက်ကလုံးပုံမျိုးတောင်ဆိုးသေးတယ်နော်ကျွန်တော်ပြောပြတာပြီးခဲ့တဲ့ရက်ပိုင်းကအထိခေါ်သွားတဲ့ကလေးကဒလနီးပါးလောက်ဒလပတ်ဝန်းကျင်လောက်ရှိပြီမိသားစုရောကျေးရွာဘကဖကျေးရွာဘကဖဘာအဖနော်သူတို့အချင်းချင်းတော့အနိုင်ကျင်တာကျေးရွာအဆင့်ကိုမျိုးနယ်အဆင့်အနိုင်ကျင်တာအခုကဖြစ်နေတာကအဲ့ဒီ COC အောက်ကအုပ်ချုပ်ရေးတွေအောက်ကအဲ့ဒီလူတွေပဲတတ်တာဖြတ်တာဖြစ်နေတာငကားနဲ့ပတ်သက်တာရှိရင်ခိုင်ခိုင်မာမာလာခဲ့လို့ ဆရာတော်နဲ့သူတွေကအမြင်မတူလမ်းမတူနေပဲဤသူကိုမနှိမ့်ဆက်ဘူးနိုင်ငံရဲ့အကောင်းကျိုးကိုလိုလားတယ်ဒါတွေကကောင်းတဲ့လှုပ်ဆောင်ချက်တွေဖြစ်ပါတယ်ဒါကတော့ဘုံကားအနေနဲ့နိုင်ငံတော်ရဲ့တန်ဆာတာတွေကိုအလွဲသုံးစားလုပ်ပြီးတော့ငွေရှာမယ်ဆိုလို့ရှိရင်တော့ချမ်းသာလာကြတာကြီးပေါ့ဟုတ်တယ်နော်ဒါပေမဲ့အဲ့လိုလုပ်ရမျိုးကိုသူမလုပ်တာကိုတွေ့ရပါတယ်ချီယူစီဟာရက်တည်မှုဖြစ်ပါတယ်အဲ့ဒါတွေကြောင့်ပဲပညာတက်လူရန်အလွာကနေပြီးတော့ဒါကတော့ဘုံကားကိုထောက်ခံနေရတာဖြစ်ပါတယ်ဆရာတော်လည်းပဲသဘောကျမိပါတယ်ဒါကတော့ဘုံကားအနေနဲ့လက်နက်အားကိုးနဲ့ပြည်သူတွေကိုအနိုင်မကျင်ပဲတခြား PDF လူယုံမာတွေကနေကာကွယ်နေတာကိုပဲပြည်သူတွေရဲ့ကိုစား950ဆရာတော်ဘုရားကကျေးဇူးတင်မိပါတယ်လို့ပြောကြလို့ပါတယ်ဒါကတော့ဘုံကားမိမိနယ်ရှိပြည်သူတွေကိုအကြမ်းဖက် PDF လူယုံမာတွေရဲ့ရန်ကနေပြီးတော့ပြည်သူကိုဆက်လက်ကာကွယ်နိုင်ပါစေလို့ကာကွယ်နိုင်ပါစေကြောင်းဆရာတော်ဘုရားနေနဲ့ဘုန်းကားကျမ်းမာချမ်းသာပါစေလို့ဆုတောင်းမေတ္တာပို့သပါလေဗျာဒါကတော့ဘုန်းကားဆဆရရလူမျိုးဘာသာလာကိုတိုင်းပြည်ကိုငြိမ်းချမ်းအောင်တည်ငြိမ်အောင်ကာကွယ်စောင့်ရှောက်နိုင်ပါစေဗျာ